လူငယ်တွေကြားမှာပေါ်ပင်ဖြစ်နေတဲ့နာမည်အကြီးဆုံးမန်ညို၃မျိုးအားလုံးပဲမင်္ဂလာပါထောက်ဝမ်ပရိသတ်တို့နေကောင်းကြလားရှင်။ online ပေါ်မှာနာမည်ကြီးပြီးလူငယ်တွေကြားမှာအပေါ်ပင်ဖြစ်ဆုံးအစားအစာတွေကိုလှုပ်ရှားကြည့်ပူကြပါသလား။ဒီနေ့မှာတော့ online ပေါ်မှာနာမည်ကြီးပြီးလူငယ်တွေကြားထဲမှာရေပန်းစားနေတဲ့မန်ညို၃မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ချီယာစီလေဖောင်းပေါင်မုတ်ပထမဆုံးပြောပြပေးမယ့်မန်ညိုကတော့ဂျုံမုတ်လုံးဝသုံးစရာမလိုပဲကျမကြီးနဲ့ညီညွတ်တဲ့အမြန်လုံးချီယာစီလေဖောင်းပေါင်မုတ်ပြည့်လို့နေပဲဖြစ်ပါတယ်။ sandwich လို့လည်းခေါ်လို့ရတဲ့ချီယာစီလေဖောင်းပေါင်မုတ်လေးကကဘာတဝမ်းမှာလူကြိုက်များနေတဲ့မုတ်တစ်မျိုးပါပဲ။အထူးသဖြင့် TikTok မှာ trending ဖြစ်လွန်းလို့လူတိုင်းလိုက်လို့စားနေကြပါပြီ။အရင်ဆုံးစလုံးတစ်ခုတွေကိုကျမကြီးအတွက်ကောင်းမွန်တဲ့ချီယာစီ15 gram တိတိကိုချိန်တွဲပြီးထည့်လိုက်ပါ။ပြီးရင်တော့အဲ့ဒီချီယာစီတွေထဲကိုရေအေး45 ml ထပ်မံလောင်းထည့်ပေးရပါမယ်။ချီယာစီနဲ့ရေထည့်ပြီးရင်တော့တမသွားမှွေပေးလိုက်ပါချီယာစီပြစ်ပြစ်လေးတွေရလာပြီဆိုရင်ဒဲအိုးပြားပေါ်တင်ပြီးတော့စီမပါပဲအိုးအပူပေးပြီးကြောလိုက်ပါမီးအပူရှိန်အနေတော်နဲ့ပေါင်မုတ်သားလေး၆ပြီးလေပူပေါင်းလိုဖောင်းတက်လာတဲ့အထိဒဲအိုးပေါ်မှာကင်ပေးလိုက်ရင်တော့ကျမ်းမာရေးရှဲကောင်းစီရဲ့ပေါင်မုတ်လေးအစင်းသေးဖြစ်လာပါပြီနော်ဒါဆိုရင်တော့ချီယာစီထိပ်ပိုင်းကိုကတ်ကြီးလေးနဲ့အနှဲငယ်ဖြတ်ပြီး sandwich တစ်ဖွဲအသားနဲ့အသီးရွက်တွေကိုထည့်ပြီးစားသုံးနိုင်ပါပြီနံပါတ်2 cheese cone လေးကတော့လူငယ်တွေကြားထဲမှာနာမည်အကြီးဆုံးမန်ညိုလေးတစ်ခုပါပဲ cheese အမြင့်တန်းလေးတွေနဲ့ပြောင်းဖို့ပူပူလော်လော်စားရတာကအရသာကတော့တကယ်ကိုထိမိခွေပါပဲနော်ဒါဆိုရင်လုံနီလေးကိုမျှဝေပေးချင်ပါတယ်ရှင်အရင်ဆုံးဒဲပြားပေါ်မှာထောက်ဘက်ခဲကိုတင်ပြီးတော့အပူပေးလိုက်ပါပြီးရင်တော့ပြောင်းဖို့စိတ်အဝါရောင်လက်လက်ဆက်ဆက်တွေကိုလောင်းထည့်ပေးလိုက်ပါတယ်ပြောင်းမှုတွေအပူရှိန်ကြောင့်အယောင်တက်လာပြီးအိဆက်လာပြီးဆိုရင်တော့အိုးပေါ်မှာညင်ညင်ညာဖြန့်ခင်းလိုက်ပါအဲ့ဒီပြောင်းမှုစိတ်လေးတွေအပေါ်မှာပဲတကြားနဲ့နှုတ်စီတို့ကိုတင်ဖြူးလိုက်ပြီးတော့ cheese အနှဲငယ်လေးဖြူပေးလိုက်ပါတယ်အပူရှိန်ကြောင့် cheese တွေအရေးပြောလာတဲ့အထိခက်ဆွဆွလေးမှွေနေပေးပါ cheese တွေရွှေဝါရောင်တန်းအမြင့်တန်းတွေထွက်လာရင်တော့အပေါ်ကနေရင်းညစ်အမြင့်လေးတွေထပ်ဖြူးပြီးပူပူလော်လော်နဲ့စိတ်စိတ်မှုံမွေးလေးဖြစ်နေတဲ့ cheese corn လေးကိုရလာပါပြီနော်လှုပ်ရှားရတာလဲလွယ်ကူသလိုကလေးလူကြီးမရွေးကြိုက်တတ်တာမလို့အိမ်မှာလိုက်လို့စားကြည့်ကြပါအောင်ရှင်နံပါတ်3ဒူးရင်ပီလိုနောက်ဆုံးထိတ်တန်းနံပါတ်1 online မှာ viral အဖြစ်ဆုံးမင်ညူကတော့ဒူးရင်သီးချစ်သူတွေအသေးဆွဲဖြစ်နေတဲ့ဒူးရင်ပီလိုလေးပါပဲရှင်ဒူးရင်ပီလိုလုံနည်းလေးကလည်းလွယ်ကူရွှရှင်းလာရင်ရှင်အရင်ဆုံးခွက်လွတ်တစ်ခုတွေကိုကျုပ်တလုံးဖောက်ထည့်ပြီးနွားနို့အုံးနို့စိမ်းတို့နဲ့အတူမှွေပေးလိုက်ပါတယ်ပြီးရင်တော့ခွက်လွတ်နောက်တစ်ခုထဲမှာဗတ်စုံ3ကျုံပြောင်းကုန်မှုန့်နဲ့တကြားမှုန့်တို့ကိုစကားနဲ့စစ်ထည့်ပေးပါအမှုတ်တွေတီးတန့်ရရင်တော့အခုနောက်ကဖြော်ထားတဲ့ကျုံနို့ရည်တွေနဲ့ရောပြီးတမအောင်မှွေနေပေးရပါမယ်မုံနဲ့အရင်ရလာတဲ့အခါမှာတော့အဝါရောင်အယောင်ဆိုးစီးလေးတစ်စက်ထည့်ပြီးဆက်မှွေပေးလိုက်ပါတယ်ပြီးရင်တော့မုံနှင်းရည်တွေကိုစကားနဲ့စစ်ချပြီးတော့ခဏဖယ်ထားပေးလိုက်ပါနောက်တစ်ဆင့်မှာတော့ဒူးရင်သီးတမွားကိုနှွားပြီးခရင်လေးနဲ့ခပ်ပွားလေးဖိချေပေးလိုက်ပါရှင်ခပ်ပြည့်ပြည့်အနေထားလေးမှာပဲခဏရက်ပြီးစီနဲနဲထည့်စီပူလောက်တဲ့အချိန်စီပြန်ဆုပ်ပြီးမုံနှင်းရည်ကိုပပလှလှလေးဖြစ်အောင်ဝိုင်းဝိုင်းလေးစက်ကူလိုခင်းပြီးဖုတ်ပေးလိုက်ပါရလာတဲ့မုတ်သားဖက်အဝိုင်းလေးကိုစပွဲပေါ်အေးခံပြီးဖြန့်ခင်းလိုက်ပါတယ်ပြီးရင်တော့ cream နဲ့တကြားထဲမှွေပေးပြီးအီဆက်ညံ့ညောနေတဲ့ whipping cream ဖြစ်အောင်လုပ်ပေးလိုက်ပါနောက်တစ်ဆင့်မှာတော့မုတ်သားအလဲတက်တဲ့ပေါ်ကို whipping cream အဖြူရောင်ကိုဇွန်းနဲ့ခတ်ပြီးပထမအလွှာလေးတင်ပေးလိုက်ပါတယ်နောက်တစ်လွှာမှာတော့ဒူးရင်သီးအနှစ်တက်တန့်ကိုတင်ပြီးတော့မုတ်သားဝိုင်းရဲ့ဘေးလေးဖက်လုံးကိုအတွင်းထဲကိုခောက်သွင်းပြီးခေါင်းပုံစံလေးဖြစ်အောင်တတိတက်တက်လေးလိပ်ပေးလိုက်ပါအလုံးလိပ်ပြီးသွားရင်တော့ကိုက်လိုက်တိုင်းမှာအတွင်းကဒူးရင်သီးအနှစ်တွေဒင်းကနေစိမ့်ထွက်လာစေမယ့်ဒူးရင်ပီလိုလေးကိုရလာပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ